အခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်ပင်လောင်းမျိုးပါဗောနော်လုံးငကပတ်တောင်းလို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟောပေါ့ကြောက်ကလပ်ပုံစံမျိုးဖျားပေါ့နော်စေဒီလေးရှိတယ်ပြီးတော့ကြောက်ဆောင်ကြီးပေါ့နော်ဒီဘက်မှာကျွန်တော်တို့နှကားမယ်တော်တို့ဝိဇာရုပ်ထုတွေနှကားမယ်တော်နန်းနန်းနေပေါ့နော်ရှိတယ်ဗျသူကပင်လောင်းမျိုးကနေတော့နည်းနည်းလေးတော့သွားရတယ်ပြီးတော့နည်းနည်းဟိုလာတဲ့လမ်းကတော့အရန်တော့မစိုးဒါပေမဲ့အတက်အဆင်းများတယ်အတက်မတ်အဆင်းမတ်ပေါ့နော်ပြီးရင်လမ်းလေးနည်းနည်းကျင်တယ်ဗျဒီမှာဆိုရင်ဒီလိုမျိုးကြောက်တောင်ရင်းနေပေါ့နော်အကြီးပဲအခုဒီကျွန်တော်တို့10နိုင်လောက်တော့ထူပြီဗျနေရိတ်တယ်ပြီးတော့နေချင်းမှဆိုအေးတယ်တော်တော်အေးတယ်ဗျခုဒီကျွန်တော်အနောက်ကလမ်းပေါ့နော်အဲ့ဒီလမ်းဆိုလို့ရှိရင် trekking လမ်းဗျဒီကနေရေခွန်တွေပါသွားလို့ရတယ်လို့ပြောကြကျွန်တော်တော့မသွားတော့ဘူးเนาะဒီလမ်းမှာဒီဘက်က trekking လို့ပြောရဗျ trekking ရေခွန်တွေပါသွားလို့ရတယ်ဖျောက်သွားမယ်ဆိုရင်အရှိမဖက်ချုပ်ပြီးတော့ဘောနော်အောက်လေးနည်းနည်းလေးဆင်းသွားရပါရာသီဥတုအေးလို့ထင်တယ်ခြေတော့ကတော့တော်တော်အေးတယ်ဗျကကြွားနော်အိမ်ပုံစံနဲ့ကတပုံစံနဲ့ကြီးပဲဆူတောင်းမတည့်ခင်ဆူတောင်းတာတဲ့မိုင်းထိုင်ရိုက်လေးတဲ့ခေါင်းညိတ်တယ်ထဲမဲတဲ့go ဆလာတော့အကုန်ပြောင်းတော့မယ်ဒီနေရာဆိုတော့ပုံရိုင်လို့တအားလားဒီဘက် view လေးဆိုလည်းတော်တော်လာတယ်ဒီလေးဟိုဟာနှစ်ယောက်ရိုက်ပြီးဒီမှာတကယ်လား